ကဲအားလုံးပဲကျွန်တော်တို့ line ပေါ်ကမိတ်ဆွေတွေပေါ့နော်ဒီတစ်ပတ်ကျွန်တော်တို့19ရက်ကနေပြီးတော့23ရက်တလ2025အတွက်831ဆိုတဲ့ဟိုတူမကျော်ကျွန်တော်တို့မပြောက်ပတ်ဒီ3လုံးဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်က9လေး6ပေါ့နော်ဒီတစ်ပတ်ကတော့831ဘလို့မကျော်မပြောက်ပတ်ဒီဆိုပြီးတော့ရရှိတာဖြစ်တယ်အခွေမွေးလို့တဲ့မိတ်ဆွေများကတော့ပြီးခဲ့တဲ့ဘက်က24လို့လည်းထွက်တယ်ပေါ့နော်အဲ့တော့2589ကိုအခွေဒါမှအဲ့ဒီအခွေမမွေးခြင်းဆိုရင် 3D အခွေကိုလည်းဆက်လက်ပြီးတော့မွေးနိုင်ပါတယ်38 361ဆိုတဲ့ကျွန်တော်တို့ဒီ9လုံးအခွေရရှိတယ်ဒီ 3D အခွေကတော့ဒီတစ်ပတ်မှာကျွန်တော်တို့2ခွက်ထွက်ရှိမယ်နောက်တစ်ပတ်မှာကျွန်တော်တို့တစ်ခွက်လောက်တော့ထွက်အောင်မယ်လို့တော့သုံးသပ်ထားတယ်ပေါ့နော်အနည်းဆုံး2ခွက်ထွက်ပါလိမ့်မယ်ဒီ 3D နဲ့ပတ်သက်ပြီးတော့ရရှိထားတဲ့အခွေပေါ့နော်တင်ခွက်ရွေးခွက်တော့ကျွန်တော်ရေးပြီးတော့သူက2ခွက်ထွက်တာဆိုတော့ပေါ့နော်အဲ့တော့831မပြောက်ပတ်သီးအနေနဲ့လဲကျွန်တော်ဒီမှာတင်ခွက်ရွေးခွက်လေးတွေလုပ်ပေးထားတယ်နောက်တစ်ချက်ကကျွန်တော်တို့မွေးပရိတ်နဲ့လည်းလုပ်ပေးထားတယ်နောက်ပြီးကြတဲ့ဘက်ကလည်းပရိတ်ရွေးခွက်အကုန်လုံးမှန်ပါတယ်69လို့လဲ2ခွက်ထဲနဲ့ကျွန်တော်တို့ထွက်ရှိသွားခဲ့တယ်ပေါ့နော်ကဲအားလုံးပဲ live stream နဲ့တကွာကြည့်ကြကြတဲ့မိတ်ဆွေတွေဒီရွှေတူးဒီ formula ဆိုတဲ့ channel မှာအားလုံးပဲကျွန်တော်တို့ like and subscribe လေးတွေလူတိုင်းနှိပ်ထားကြမယ်ပေါ့နော် live လွှင့်လို့ရအောင်ဆိုလို့ရှိရင်ကျွန်တော် website တွေနဲ့တကွာ formula တွေနဲ့တကွာမျက်မြင်ကိုတွေ့ပေါ့နော်ကြည့်ကြကြတဲ့ဆိုတဲ့မိတ်ဆွေတွေကတော့ဒီ channel ကို like and subscribe လေးတွေနှိပ်ထားကြဖို့မမေ့နဲ့ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကနော်ဟာလားခွန်ပရိတ်ကြောင်းနဲ့3နဲ့9ကအင်္ဂါမကျော်2ရက်တွဲမှာကြာချီမှာဆိုတော့3တလုံးအစောကြခဲ့တယ်ပေါ့နော်ဒီတစ်ပတ်မှာလည်းကျွန်တော်တို့အပြင်ပတ်တီးကနေပြီးတော့လိုက်ပြီးကစားကြကြတဲ့မိတ်ဆွေတွေရှိခဲ့ရင်ပြောပြပေးသွားမယ်ပေါ့နော်ဒီတောက်ကြညက်နေခင်းမှာကျွန်တော်3ပရိတ်နဲ့အဆုံးသတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီတစ်ပတ်ကျွန်တော်တို့တနင်္လာအင်္ဂါ2ရက်တွဲမှာ6နဲ့ခွန်တလုံးကြကိန်းရှိပါတယ်နော် ID အပြင်ပတ်တီးကနေပြီးတော့လိုက်ချင်ကြတဲ့မိတ်ဆွေတွေရှိရင်လိုက်လို့ရပါတယ်နော်ဒီမပြောက်ပတ်တီးနဲ့လည်းကစားချင်ကြတဲ့မိတ်ဆွေတွေရှင်ကစားလို့ရပါတယ်831မပြောက်ပတ်တီးတင်ကွက်ရွေးကွက်ရေးပေးထားတယ်နော်ကိုင်အားလုံးရှူလန်းချမ်းမြေ့ကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်